ရိသတ်တို့ရဲ့အနီးမှာအနည်းဆုံးစစ်ထောက်လှမ်းရေးတယောက်ကနေ3ယောက်ထိရှိနေနိုင်တာသိပါသလားတော်လန်ရေးကြာမြင့်လာတာနဲ့အမျှမြို့ပြလူထုဟာတွေးလာတာမဟုတ်ပဲစစ်ထောက်လှမ်းရေးစာရဖတွေနဲ့သတင်းပေးလို့ရန်ကြောင်းမြို့ပြရဲ့မြေအောက်တော်လန်ရေးသမားတွေမကြာခဏအစုလိုက်အပြုံလိုက်အဖမ်းခံရပြီးဖြိုခွင်းခံရပါတယ်စာရဖဆိုတာစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့ဖြစ်ပြီးစစ်ထောက်လှမ်းရေးလို့လူသိများပါတယ်ဒေသတွင်အစိုးရကိုအတိုက်ခံလုပ်တဲ့လှုပ်ရှားသူတွေကိုခြေရာခံဖမ်းဆီးပြီးနိုင်ငံရေးအရာလက်ဦးမှုရယူဖို့နဲ့စစ်အစိုးရရဲ့လှုပ်ဆောင်ချက်တွေဟာကောင်းမွန်ကြောင်းဝါဒဖြန့်ဖို့အဓိကလုပ်ကိုင်ပါတယ်စာရဖတွေဟာစစ်သားတယောက်အနေနဲ့မဟုတ်ပဲတာမန်အရက်သားတယောက်အနေနဲ့အသွင်ယူလှုပ်ရှားပါတယ်စာဖတယောက်မှာဘေးလွယ်အိတ်ကပ်အုပ်ထုတ်အယောင်မွေးမွေးပစိုးနဲ့အင်ဂျီပြောင်းစတာတွေဝတ်ထားပြီးလူသူအများပြားရှိတဲ့ဈေးရုံတွေကားဂိတ်တွေလက်ဖက်ရည်ဆိုင်တွေနဲ့တချို့အရေးကြီးကိစ္စတွေထောက်လှမ်းဖို့အတွက်နိုက်ကလပ်တွေပါတီတွေအထိပါဝင်ရောက်ထောက်လှမ်းပါတယ်ဒါကြောင့်တာမန်ပြည်သူလူထုအနေနဲ့အရက်သားလားစစ်ထောက်လှမ်းရေးလားဆိုတာခွဲခြားဖို့ခက်ခဲပါတယ်မြို့ရင်းမှာတော်လှန်ရေးအင်အားစုတွေခက်စိတ်စိတ်ဖြစ်လာတဲ့အခါလန်ဒလန်ထဲမှာတင်စစ်ထောက်လှမ်းရေး3ယောက်လောက်အနည်းဆုံးရှိနေပါတယ်ပရိသတ်တို့ဟာသူတို့ရဲ့အဓိကပြစ်မှတ်မဟုတ်သည့်တိုင်အောင်ပရိသတ်တို့ရဲ့ကြားထဲမှာရှိနေပါတယ်တော်လန်ရေးအင်အားစုတွေမှာဆိုရင်ကိုဖြိုးစီရတော်တို့ဖမ်းဆီးခံရမှုတွေနဲ့တော်လန်ရေးအင်အားစုအများပြားဖမ်းဆီးခံရမှုတွေမှာစာရဖတွေဟာအတွင်းတရှို့အနေနဲ့ပါဝင်ခဲ့ကြလို့ပဲဖြစ်ပါတယ်ရန်ကုန်မှာစစ်ထောက်လှမ်းရေးတွေကြီးစိုးနေတဲ့အခုလိုအချိန်ပြည်သူလူထုအနေနဲ့ရောမြေအောက်တော်လန်ရေးသမားများပါတတိလက်လွတ်မဖြစ်စေဖို့တိုက်တွန်းခြင်းပါတယ်အခုလိုမျိုးသတင်းအချက်လက်တွေနဲ့ပတ်သက်လို့စိတ်ဝင်စားရင်ဖော်လို့လုပ်ခဲ့ကြပါဦးနော်